ရွယ်ရောက်ပြီးသားမျိုးသားတော်တော်များများကတော့ကနိုးကြတယ်ဆိုတဲ့စကားကိုရင်းရင်းနှီးနှီးကြားဖို့ကြပါလိမ့်မယ်။တကယ်တော့ကနိုးဆိုတာကကျွန်တော်တို့စေပညာအခေါ်ကနိုးရီးယားဆိုတဲ့ယောဂကိုမြန်မာလူဓာတ်ရိုက်ခေါ်တဲ့အတန်ပဲဖြစ်ပါတယ်။မြန်မာလူမျိုးအများစုကတော့စီးပူညောင်းကြယောဂလို့လည်းခေါ်ကြပါတယ်။ဒါကြောင့်ဒီနေ့မှာတော့ကျွန်တော်ကစီးပူညောင်းကြယောဂခေါ်ကနိုးယောဂနဲ့ပတ်သက်ပြီးတော့သိထားတဲ့အချက်တွေကိုပြောပြပေးမှာမို့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးပါဦးခင်ဗျာ။စီးပူညောင်းကြယောဂခေါ်ကနိုးယောဂဟာနေဆက်ဆံရာကနေတဆင့်ကူးစက်တဲ့ယောဂတစ်ခုဖြစ်ပါတယ်။အဲ့ဒီယောဂဟာနက်ဆီရီယာကနိုးရေးလို့ခေါ်တဲ့ဘက်တီးရီးယားပိုးကြောင့်ဖြစ်တာဖြစ်ပြီးတော့အဲ့ဒီဘက်တီးရီးယားပိုးတွေကအမျိုးသားရဲ့လေကံအမျိုးသမီးရဲ့မိမကိုလဲချောင်းနဲ့စအိုလိုနေရာမျိုးတွေမှာအများဆုံးပေါက်ပွားလေရှိပါတယ်။ယောဂပိုးရှိတဲ့သူနဲ့နေဆက်ဆံခံရပြီးနောက်ပိုင်း၄ရက်ကနေ၆ရက်အတွင်းမှာယောဂလက္ခဏာတွေကိုစတင်ခံစားရလေရှိပါတယ်။ဘလို့ယောဂလက္ခဏာတွေကိုခံစားရလဲဆိုလို့ရှိရင်အမျိုးသားတွေမှာဆိုလို့ရှိရင်စီးသွားရင်ပူတယ်နားတယ်ကျင်တယ်စီးခဏခဏသွားကြတယ်လို့ခံစားရတယ်စီးသွားတဲ့အခါမှာအဝါရောင်သို့မဟုတ်အဖြူရောင်အရည်တွေကျတယ်အမျိုးသားဝေးသည့်ရောင်နာနာတွေဖြစ်နိုင်ပါတယ်အမျိုးသမီးတွေမှာဆိုလို့ရှိရင်စီးသွားရင်ပူတာတွေနာတာတွေကျင်တာတွေဖြစ်မယ်